မင်္ဂလာပါမြလေးရနေကြိုဆိုလိုက်ပါတယ်ဒီနေ့အိမ်ချန်ဝင်းထဲမှာလေးတရက်ဒီအများကြီးပဲတည်နေရဲ့တုပ်လေးတုပ်စားမယ်တရက်ဒီတနက်လေးလုံမယ်ကဲတရက်ဒီလေးတွေပပလေးလီးမယ်တုပ်စားမယ်ပေါ့နော်ဒါပြီးလို့ရှိရင်အငြိုဒီမုံလေးထည့်မယ်ပြီးလို့ရှိရင်ငြိုဒီမုံထည့်ပြီးလို့စားစနင်းချုံမုံလေးထည့်မယ်ဒါရင်မကြိုက်သေးဘူးတော့အားလည်းမလောင်ထားလိုက်အောင်မယ်စားထည့်မယ်ပြီးလို့ရှိရင်အချုံမုံထည့်မယ်ညာလေးကငြိုဒီကြိုက်တော့လေငြိုဒီထပ်ထည့်လာအောင်မယ်နည်းနည်းဆက်လေးတုပ်စားတာပိုကောင်းတယ်ပေါ့နော်နည်းနည်းလေးပို့မယ်အရင်ကနှာအမဲလာအောင်မယ်ဒါပြီးအချိုးမုံလေးထည့်လိုက်မယ်ရတာမုံလေးပေါ့နော်ရတာမုံလေးထည့်ပြီးလို့ရှိရင်တည်းလေးမွေးမယ်အရန်ရတာရှိလို့ပဲတည်းအောင်အရန်ကြလာပြီစားချင်နေပြီတည်းဒီတုပ်လေးကဲဒါကတော့တည်းဒီတစ်နက်လုံးပဲပေါ့နော်အဲ့ဘက်မှာလေတည်းဒီတစ်နက်ကိုဘယ်လိုလုပ်ကြလဲလုတ်တဲ့နီးလေးရှိရင်လေကုန်းမမှာပြောပြကြအောင်နော်ဒါကတော့မြလေးတို့စီမှာလုတ်တဲ့နီးလေးပေါ့နော်ကဲပြီးတော့ဒါတည်းဒီတို့အရင်ဆုံးစားလေးနဲ့စိန်ထားမယ်ရင်းနီးလေးနဲ့စားလေးနဲ့ထည့်မယ်စိန်ထားမယ်ပေါ့နော်ဒီကြမှာဥနီလေးရေပြီးတော့ရှင်ငယ်တို့တီးလေးရေစက်သွန်ပြူလေးတွေဟိုအယောင်နေမုံလေးတွေနဲ့စိန်မယ်ဟဲ့တည်းဒီကလက်ဆန်တာပဲနော်စိန်ကောင်းတယ်ဒါတော့ငယ်တီးနဲ့တည်းဒီနဲ့တက်စိန်မယ်ပေါ့နော်ဥနီနဲ့တက်စိန်မယ်ခွဲစိန်မယ်ပေါ့နော်ဥနီလေးပြီးတော့ရင်ဒါပြီးစက်သွန်လေးထည့်မယ်ညာလေးကစက်သွန်လေးကြိုက်လို့ထည့်တာမကြိုက်ရင်ထည့်စရာမလိုပေါ့နော်ဒီလိုအကုန်စုံထည့်လိုက်တာကွာဒီလားငယ်တီးတွေရောပေါ့အရင်ကြိုက်လဲဒီလိုတည်းဒီရာဒီမှာလေတည်းဒီအစိမ်းတွေကိုလေလေးတိုက်လို့ဆိုလို့ရှိရင်ကြွေကြတဲ့တည်းဒီကိုဘာထပ်ပြီးလုပ်လို့ရသေးတယ်ဆိုတာကိုပြပြပေးပါအောင်နော်အော်မီလိုညာလေးရဲ့လေ YouTube channel လေးကိုလည်း subscribe လုပ်ပေးပါအောင်လို့ကျေးဇူးပါတတာ